အခုချိန်မှာမိတ်ဆွေကဘာဖြစ်လို့မပြောဆွေးနေတာလဲဘာဖြစ်လို့မချင်နေတာလဲဆိုတော့နံပါတ်1အချက်အတိတ်မှာဖြစ်ခဲ့တဲ့ပြဿနာတွေကိစ္စတွေကိုမိတ်ဆွေစမျိုးပြန်ပြီးစဉ်းစားနေလို့ဖြစ်ပါတယ်နံပါတ်2အချက်ကအတိတ်မှာဖြစ်ခဲ့တဲ့အဲ့ဒီပြဿနာတွေအနာဂတ်မှာလည်းဘယ်တော့မှကောင်းလာနိုင်မှာမဟုတ်ဘူးဆိုပြီးတော့တွေးပေါ်နေလို့ဖြစ်ပါတယ်ဆိုတော့မိတ်ဆွေအနေနဲ့အတိတ်မှာဘာပဲဖြစ်ခဲ့ဘာပြဿနာပဲဖြစ်ခဲ့အဲ့ဒီပြဿနာကြုံတွေ့ခဲ့တဲ့အရာတွေကိုမိတ်ဆွေရဲ့အနာဂတ်အတွက်အကောင်းဆုံးသင်ခန်းစာတွေပါလို့မိတ်ဆွေလက်ခံနိုင်မှမိတ်ဆွေကျင့်တတ်နိုင်မှာဖြစ်ပါတယ်မိတ်ဆွေပြောဆိုနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဒေါက်တာပြုတ်ပိုင်ရဲ့စကားကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်လိုချင်တာမရရင်ပိုကောင်းတာရလိမ့်မယ်တဲ့မိတ်ဆွေအနေနဲ့မိတ်ဆွေဘောမှာလိုချင်တာမရခဲ့လို့မပြောဆိုနေတာမကျင့်တတ်နိုင်တာဟုတ်တယ်ဟုတ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီနေ့ကနေစပြီးတော့မိတ်ဆွေကြုံတွေ့ခဲ့တဲ့ပြဿနာတွေမိတ်ဆွေလိုချင်လို့မရခဲ့တဲ့အရာတွေအတွက်ဘယ်တော့မှစိတ်မငဲ့ပါနဲ့တော့ဘာလို့လဲဆိုတော့မိတ်ဆွေကပိုကောင်းတာရအလာမှာဖြစ်ပါတယ်ကျေးဇူးပါ